မင်္ဂလာပါအဲ့တော့ကျွန်တော်လူနိုင်နေများတာဗောနော်ကျွန်တော်ရဲ့ဗီဒီမေးပရိသတ်ဗီဒီမေးရင်းနှီးသွားတဲ့မိတ်ဆွေတွေပေါ့သူတို့ကတချို့တွေကကျွန်တော်လူနိုင်နေအဲ့တော့ကျွန်တော်ဗာပြောလဲဆိုတော့ကြားပြပြီးတော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကို share ပေးကြပါ like follower လေးအသေးလေးတွေပေးကြပါအဲ့တော့ဗာပြောလဲဆိုတော့ရှားတဲ့နေကောင်းလာတဲ့ဖုန်းဆက်ပြီးမေးတယ်ကောင်းပါတယ်လို့ဘာဖြစ်လို့လဲဟုတ်ကဲ့ဘာမှမဖြစ်ပါဘူးဆရာဘုန်းကြီးဝတ်တယ်ဆိုတော့မော်ဘီတဲကူမှာအဋိဌံဝင်တယ်45ရက်ကြားတယ်ဗောနော်ဒလ45ဆိုအဲ့တော့ဟုတ်တယ်လို့မော်ဘီတဲကူဗုဒ္ဓနာကျုံမှာဘုန်းကြီးဝတ်တယ်ဗောနော်ဟိုလူထွက်ပြီဆိုဟုတ်တယ်ဘာဖြစ်လို့လဲလို့ဆိုရှားတဲ့ TikTok ပေါ်မှာဆရာပျောက်နေတယ်တဲ့ဘာဖြစ်တာလဲအဲ့ဒါတဲ့ဆိုဘာမှဖြစ်ပါဘူးလို့ကျွန်တော်မအားလို့ပါလို့ဆိုရှမားလို့မရဘူးလေဆရာကျွန်တော်တို့ကပုံမှန်ဆရာကိုကြည့်နေတာဗာများတက်မလဲဗာများတင်လာမလဲဆိုတော့ဆရာမလေးစားဘူးတဲ့ဟာဗာညာနဲ့ကျွန်တော်ပြောဆိုတော့ဟုတ်ကဲ့ပါဗျာလို့ဆိုတော့မဟုတ်ဘူးကျွန်တော်ဟောကန်အရင်တော့ကျွန်တော်မရန်ကုန်မြို့နယ်2ရက်ကွက်ရန်ကုန်မြို့ပေါ့နော်ဦးကလမ်းသွယ်ထိပ်ဘိုးလမ်းမဒုတိယဓာတ်ပေါ့နော်အဲ့ဒီကနေအခုအခါမှာကျွန်တော်မြောက်တကုံပြောင်းမှုနော်မြောက်တကုံ29ရက်ကွက်ပေါ့အောင်တကုံ9လမ်းအိမ်နံပါတ်183အခုလက်ရှိပေါ့နော်အဲ့တော့အဲ့ကိုပြောင်းမှုအတွက်မပြောင်းခင်အဲ့ဒါတွေနဲ့ပတ်သက်ပြီးအလုံးရှုပ်နေတဲ့နောက်တချို့ရေရအစီမံကြီးမားတွေပေါ့နော်အပူတပြင်းအရန်အရေးကြီးတဲ့ကိစ္စတွေရှိတဲ့အခါကျအဲ့ဒါတွေလည်းကြားဖြတ်လောက်ရတာတွေနောက်ဟော့စရန်ရေးပေးရတာတွေအစသဖြင့်ပေါ့နော်ဒါမျိုးတွေရှိတဲ့အတွက်ကြောင့်ဗီဒီယိုဖိုင်တွေမတင်ပြတာပါသူ့အဲ့ဒီလိုမျိုးသူ့ရှူတောင်းမှပြီးပြောရတယ်ကျဲတယ်ဟိုအဲ့လိုလည်းမဟုတ်ပါဘူးတဲ့ဆရာပျောက်နေတော့ကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်လေဆရာကျွန်တော်လိုပဲကျွန်တော်တို့ကဒါကျွန်တော်တော့အဲ့လိုဆရာဘာတက်လာမလဲဘာဗီဒီယိုတင်မလဲဘာများဟိုဖြစ်အောင်မလဲဆိုကျွန်တော်တို့မျှော်လင့်နေတာလေကျွန်တော်လိုပဲခြားသူတွေလည်း TikTok မှာတို့ YouTube မှာတို့စသဖြင့်ရှိမှာပဲလေဆရာဟိုသူတို့တွေလည်းဟိုတယောက်ထက်မကရှိနိုင်တာဗောတဲ့ဆရာအားနာဖို့ကိုကောင်းတယ်လေအဲ့ဆရာအစားကျွန်တော်ဆရာမေးနေမှာဆိုလို့ဖြစ်ဆွတ်ပြောပြတာဘာညာပါဗျာအဲ့တော့ကျွန်တော်ဟုတ်ပါတယ်လို့ကျွန်တော်လည်းတွေးမိပါတယ်ဗောနော်အဲ့တော့တချို့တွေကျွန်တော်ရုပ်ရည်ကြီးပျောက်သွားတော့ TikTok ပေါ်မှာဗီဒီယိုဖိုင်မှလည်းမတင်တာ2လ3လရှိပြီဘာမှလည်းအဲ့လိုအကြောင်းမကြမ်းမဆက်ဘာများဖြစ်လဲဗောနော်အဲ့လိုမျိုးတချို့မေးကြတဲ့သူတွေလည်းရှိတယ်တချို့ကျွန်တော်အဲ့ဒီလိုဗောဆရာလုပ်တဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့သူတို့လိုအပ်လို့ဆရာလုပ်တာပါကျွန်တော်ချစ်လို့ဗောနော်ကျွန်တော်ဟိုတာမိုးထားလို့ချစ်လို့ကျွန်တော်ဗီဒီယိုဖိုင်လေးတွေကိုဟာလာသူတို့ကြည့်ကြင်လို့နော်အားပေးကြတဲ့မိတ်ဆွေတွေအဲ့အတွက်ကျွန်တော်ဝေလည်းမယူပါဘူးပို့လို့တော့မှကျွန်တော်အားရှိပါသေးတယ်အဲ့တော့ဟိုတစ်ဖက်ကနေပြီးတဲ့ like share follower ဆိုတာကအသိအရေးမကြီးပေမဲ့ကျွန်တော်တို့အတွက်ကြတော့အရန်အရေးပါပါတယ်ကျွန်တော်ဆက်ပြီးဗီဒီယိုတွေဖန်တီးနိုင်ဖို့အတွက်ကိုအများကြီးအားတွေပေးတယ်တွန်းအားတွေခွန်အားတွေအများကြီးရစေပါတယ်အဲ့တော့အခုသူကလည်းကျွန်တော်တွန်းအားတွေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီညကတော့ဒီလောက်ပါပဲအဲ့တော့နောက်ညတွေမှာကျွန်တော်ပုံမှန်ဗီဒီယိုလေးတွေပေါ့နော်ကျွန်တော်တင်သွားမှာဖြစ်ပါတယ်ဆဲစာဟောစရန်လက္ခဏာဟလာတဲတော့ရေရစသဖြင့်ဒါတွေကိုကျွန်တော်ပုံမှန်တင်သွားမှာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်မြောက်တကုံဆောနာပြောတဲ့ရှေ့မှာပြောတဲ့လိပ်စာအတိုင်းပေါ့နော်ရှေ့မှာပြောတဲ့လိပ်စာအတိုင်းမှာကျွန်တော်ဟောကန်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးပါပြီဖွင့်ပွဲလည်းလုပ်ပြီးပါပြီအဲ့မှာကျွန်တော်အင်တာဗျူးတချို့လည်းကျွန်တော်လုပ်ထားတာရှိပါတယ်ဒါလေးတွေလည်းကျွန်တော်လမ်းညွှန်မျှဝေပါမယ်ကြည့်ရှုအားပေးပါလို့ပဲဆန္ဒပြုရင်ဒီညတော့ဒီလောက်နဲ့ကျွန်တော်လာပြီးတော့မတွေ့တဲ့ပြစ်တာလဲကြာပြီဆိုတော့ဗောနော် TikTok ကမိတ်ဆွေတွေ YouTube ကမိတ်ဆွေတွေစသဖြင့်မိတ်ဆွေတွေကိုဒါလေးလာပြီးတော့စကားပါတာပါအားလုံးကျေးဇူးတင်ပါတယ်ဗျ